ကြီးချစ်ပြီးလည်းဘာလို့မလားဟုတ်ပါဘူးရှင်နဲ့နာနေမှာပေါ့ယောက်ျားပဲနဲ့တာမိန်းမကြီးတော့မရဘူးမိန်းမကမြက်တာမိန်းမပါကြောက်မြက်ဒီမဲ့ကျမတို့လူမျိုးတွေကဗုဒ္ဓဘာသာမြန်မာလူမျိုးဗုဒ္ဓဆိုတာဖယားနော်ဖယားကိုဘယ်သူကမွေးရတော့မေတော်မာယာကမွေးတာမေတော်မာယာမိန်းမမဟုတ်လို့ပါတော့ဩဒါကြောင့်မိန်းမညက်တာဟုတ်တယ်မေတော်မာယာဘလောက်မွေးတုတ်သောနာမင်းကြီးအားမပါရင်မပြီးပါဘူးဟုတ်တယ်အဲ့တော့တော်တော်မင်းလိုအပ်ပါလို့လေဖယားကြီးတော့ဖွင့်သွားတာကျွန်တော်ထောက်ခဲ့တာဒီမဲ့လောကမှာလေရောင်းမှပဲရှိရရောင်းထိလို့မရှိဘူးငရောက်ချက်ပွေးကြီးဘယ်သွားထားမလို့ဒီမဲ့အသီးမှာလေမမှန်းသိလို့ပဲရှိတယ်မုံမှန်းသိလို့မရှိဘူးဝဲကြီးဘယ်သွားထားမလို့အဲ့လိုလားငါးထဲမှာတော့လေငပြေမှပဲရှိတာငပြေထိလို့မရှိဘူးငရမ်းကောင်းတော့ဘယ်သွားထားမလို့သိကြတယ်ပေါ့နော်ဒီမဲ့ကျမတို့မြို့မေမြို့ပဲရှိတာမောင်မြို့လို့မရှိပါဘူးတောင်ကြီးရှိတယ်တောင်ကြီးရှိတယ်ယောက်ျားချက်လက်ဖက်ပြီးကြတယ်ပေါ့သမီးရှုံးမပေးဘူးသမီးမလားအမေတွေမတွေရှိတယ်မလားလက်ဖက်သားကျအိမ်မေသမီးလုံးဝရှုံးမပေးဘူးသူလည်းမရှိတော့ဘူးသူကကောင်းသွားပြီမဟုတ်လားရတယ်သိကြလားမိန်းမတွေလက်တဲ့နေတဲ့ရှင်လက်နိုင်တာသိကြလားဟောတယ်လောကမှာမိန်းမတွေဘလောက်လောက်ကိုမင်းတို့လောက်တယ်လို့အလုပ်ကိုလုပ်နိုင်တယ်သိကြတယ်နော်ဟောရေကားတော့လိုက်သိရှိရနော်သူလုပ်နိုင်တယ်နော်ဟုတ်ပြီလောက်သားမှာပြင်းတာပဲသူစည်းဘူးတောင်သားတွေတစ်ချက်မှမလျှော့နိုင်ဘူးခါစီရနာတာဒီစီရအတောက်တောက်မဆုံးနိုင်တဲ့တရေသားမွေးကချလိုက်မယ်အမလေးဟောပါလီမွေးပေါ့ဟာတော့ချစ်ဝင်မရှုံးဘူးနေတူလေအဲ့ငါဘာလို့ပါရှင်မကျမတို့ကလုံနိုင်နေဆိုမွေးလေကျမမှာခါစီရနာတာရင်စီရအောက်တောက်တာဟောယောက်ျားလေးမွေးပေါ့တားလေးအရှုံးမေးလားအရှုံးမေးပါမပေးရင်မွေးအားလုံးတစ်သိရှိတယ်ယောက်ျားရဲ့သိခါပြမှာဆိုလို့မင်းတို့မိမသားမွေးစရာလမ်းကြောင်းပါလေယောက်ျားကြီးဘယ်မွေးရမှာလို့အဲ့ဆိုရှုံးပေးလိုက်လေရှုံးတော့ပေးနိုင်ဘူးအဲ့ဆိုလည်းမွေးရမွေးရမှာမွေးတော့မွေးခြင်းနဲ့ယောက်ျားတက်မှမွေးရင်အိမ်ပတ်ဝန်းကျင်ဟာငောင်းကြပြီယောက်ျားဆိုအရှုံးမပေးနိုင်ဘူးမွေးမယ်ဟုတ်ပြီရအောင်ပြန်လို့ပါမလားဟာစီရနာတာဒီစီရအစနဲ့ပြတဲ့တဲ့နာမွေးကချလိုက်မယ်အမလေးဟောတာလီမွေးပေါ့ဟုတ်ပြီဟာညပါတဲ့ဘုံကျွန်တော်စိတ်ဝင်စားနေတာငါစိတ်ခေါ်မိအမှားပြီလားမသိဘူးရအောင်မွေးမယ်နာစီကအောက်တောင်ကနာစီကနာတာဘာလို့ကြီးလို့အားလုံးမရဘူးနော်မိတော့6တော့အားခိုင်းကားစီကနာတတရင်းစီကအောက်တောင်တော့မနေနိုင်တဲ့တည်းတော့မွေးကထားလိုက်မယ်ဟဲ့သမီးလေးရကိုအောင်ပြိတ္တကိုနန်းပြနေတခုလောက်ယူပေးပါဖတ်တော့ကပဲဒါကြီးဆိုရင်မနဲ့အမေစားကနပြည့်ရဲ့ထင်းနေမှာဆိုလို့ဒါကြီးမြင်တော့လို့မနဲ့ကဇီးဆိုမထိုးနိုင်ဘူးနော်လောက်ပါလာပြီကိုချစ်ဖွင့်တော့ဒီမှာခင်ဗျားတို့ခလေးရအဲ့ကောင်းတယ်မွေးကျွန်တော်လည်းမွေးပြီဟေးသမီးလေးမွေးတယ်ဘာလေးမွေးတာပဲကြည့်တော်လေးဘာလို့ပဲကြည့်တော်လေးဒီမဲ့သမီးလေးဆိုသမီးလေးမပဲကြည့်တော်လေးကျမသားလေးရချစ်စရာလေးတဲ့ပါလေးကိုဖောက်ပြရပဲမိမိရဲ့သားလေးကိုချစ်လို့နမ်းလိုက်မယ်ချစ်လို့ကိုလေးနှထောင်းမြုပ်နေရပဲရတာပေါ့တယ်လေးမိမိသမီးလေးကိုဖိကချစ်လို့ဒီပါလေးကိုနမ်းလိုက်အောင်မယ်ချစ်လို့ဟောနှထောင်းကြီးကိုမြုပ်အောင်လို့အဲ့လိုလားဟုတ်ကဲ့ဟာဟေးကြည့်ပါဦးကျမသားလေးရမေးလေးရနှဖွားချစ်စရာလေးတဲ့နမ်းလိုက်မယ်ချစ်လို့အမလေးနှထောင်းကြီးကိုမြုပ်နေရပဲဖိသမီးလေးကဂွေးလေးကနှခွားဂွေးမဲတော့ဂွေးတယ်ဘယ်လိုဖြစ်တာဘေးနှခွားသမီးလေးကဂွေးပါမလားခင်ဗျစဉ်းစားကြည့်ဟောနောက်တော့သူရမှာပေါ့ကွာသမီးလေးမေးလေးကနှခွားလေးဖိကချစ်လို့နမ်းလိုက်အောင်မယ်ချစ်လို့ဟောနှခေါင်းကြီးကိုမြုပ်အောင်ရတယ်ပေါ့ဟေးကြည့်ပါဦးကျမသားလေးရမထရှင်ဘက်မှာတဲ့အပွေးလေးနဲ့ယောက်ျားပိတာချက်မိမိသားလေးကိုချစ်လို့မိမိကနမ်းလိုက်မယ်ချစ်လို့မလေးနှခေါင်းကြီးကိုမြုပ်လို့နမ်းလာတော့ကျင်ပတ်ဖေသမီးကိုဖေချစ်လို့ပြင်ပကလေးကိုနမ်းလာအောင်မယ်ချစ်လို့နှခေါင်းကြီးကိုမြုပ်လို့ဟေးကြည့်ပါဦးကျမသားရဲ့ချက်ကလေးက
ပြေးပြေးနဲ့ညီးလာပြီ တပြေးပြေးတော့ဇီးပြူတောင်ချောင်းနဲ့ညီးလာပြီ အစင်မနေကောင်းမယ်တပြေးပြေးနဲ့ဇီးဘူးတောင်းနဲ့ရောက်တော့မနဲ့သူတွေပြေးသမီးလေးချက်ကလေးကိုပြေးချစ်ကိုနားလာအောင်မယ်ချလလို့လို့နှဖောင်းကြီးကိုမြို့လို့ ဟေးဒီမောင်ကျမသားရဲ့ရွှေပန်းလေးကဖြစ်စေရလေးတော့မိမိရဲ့ချစ်လို့တော့နမ်းလိုက်မယ်ရှင်လို့လို့အမလေးနှာခေါင်းကြီးကိုမြုပ်လို့ ကိုကရွှေပန်းခမရဘလို့ခေါ် ရှုံးနေတော့မနဲ့သူတွေ အရှောင်းမပိန်းနဲ့ယောက်ျားလေးတွေသိခါကြတယ် ဘာလို့ရီးနေရတော့ မိုးနေလားလူ ဒီမမတိကိုမတိ ။အော်လှတယ်သူကငုံမသိကြီးမသိပေါ့။ဖေဖေသမီးရဲ့မုတ်စိန်မောင်လေးကို ဘာကြီးဟို သမီးလေးမုတ်စိန်မောင်ကြိုက်မလို့ ကိုသိမ့်မောင်းရင် သမီးလေးရဲ့ငယ်ပါလေးကိုဖေဖေကချစ်လို့ငါလိုက်မယ်ချစ်လို့တဖုန်းကြီးကိုမြုပ်လို့ နှာခေါင်းပြုတ်တာဘယ်လို ကောင်းတော့တဖုံးကြီးရ နေလို့တာကတော့ပြီးပြီ โอเคအားလုံးပဲသိကြမှာလေဒီမှာတလေးဆက်လက်ပြီးတော့ ကျေတော့မတင်နဲ့တို့ယောက်ျားလေးအရှုံးမပေးနိုင်ဘူး။ ဆက်နေနိုင်ဒီပဲရ 7 နာရီပဲရကြ7 နာရီ10မိနစ်မှပြီးတာနော် တူရီနဲ့မှ တို့ယောက်ျားလောက်တယ်လောက်ရမယ် ဘာလို့မှာတော့ လူချင်းလူချင်းများခွေးချင်းခွေးနဲ့ချာ တမီးလည်းမဟုတ်ပါတော့တမီးလည်းပါပြီးလို့ဘောတော့ဟာချူစောကျင်လို့လားလိုက်တော့မှာနော်ဟောချူစောရဲ့ပြပြတိုင်းမှာတော့ဆိုဟောအမရဘူးလား ခွေးချင်းခွေးနဲ့ သားတမီးရေတစ်ဖက်မှာဝိုင်းနှစ်ခုချုပ်ကဲရောက် အချိန်မရှိလို့မနေ့တိုင်း ဆိုင်ရှိတယ်ရောက်ဟေးတခါပြီးကင်မရာပို့တာလိုင်းပေါ်တင်ပါရောက်ဦးလေတမီးတော့ချူစောလို့ ဟိုဘက်ကကိုနေပဲဖွင့်ရတယ်ဗီဒီယိုဖွင့်တာတော့ဖုန်းနဲ့တကယ်ထုတ်နေပြီကြည့်မကြည့် လို့ကြည့်မယ်ဟေးတို့ကောင်လေးဒီဘက်ဆက်ကြည့်ရခဲ့ ပြောပြီလာလို့ လို့ဟဲ့ ပြုံးမပြီးတော့လည်းလောက်ရမှာပေါ့ဟိုသားလေးကနှုတ်စားနေတာလား အေး မေမေကအနုပညာလောက်ကဆိုတော့တောင်းနှုတ်တိုက်လို့မရမမေနှုတ်ဘူးတိုက်မယ်နော် နိုးဘူးဆက်ရုံငါဖြစ် ဟာတို့မဲကြီးရတဲ့အမတိချာမတိတော့ အဲ့ဟောမျိုး အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့ပြောသေးပြစိတ်ကလေးစီပါရှင်နော်ဟာတာလေးတွေနှုတ်ပြရပါတယ်